Okay ဒီနေ့တော့ဈေးသက်သာတဲ့ smartphone တစ်လုံးအကြောင်းပြောပြသွားမယ်။အဲ့ဒါက Vivo ကနေပြီးတော့အသစ်ထွက်ထားတဲ့ Vivo Y21D ဆိုတဲ့ဖုန်းလေးအကြောင်းပေါ့နော်။ဒီဖုန်းမှာကသူ့ရဲ့အားသာချက်က battery အကြီးပါတာရယ် solid ဖြစ်တဲ့ build quality နဲ့ဒီပုံမှန်သုံးတဲ့သူတွေအဆင်ပြေမဲ့ performance မျိုးတွေပါတဲ့ entry level ဖုန်းတစ်လုံးပေါ့နော်။ Okay ဒီလေးဆက်သွားကြည့်လိုက်အောင်။သူ့ရဲ့ design ကိုအရင်ဆုံးကြည့်မယ်ဆိုရင် Vivo Y21D ကဒီဇိုင်းပိုင်းကလူတွေကိုဖန်ဆားနိုင်တဲ့ဒီဇိုင်းပုံစံမျိုးလုပ်ထားတယ်ပေါ့နော်အခုကျွန်တော်လက်ထဲမှာရှိနေတဲ့အရာကတော့ပို့ပြီးတော့ရိုးရှင်းတဲ့အရာလူကြီးဆန်တဲ့အနက်ရောင်မျိုးပေါ့နော်တခြားအရာရွေးခြင်းနဲ့ဆိုရင်လည်းခရမ်းရောင်ဆိုပြီးတော့ရွေးလို့ရအောင်မယ်သူကချစ်စရာကောင်းပြီးတော့ flash ဖြစ်တဲ့ခံစားချက်မျိုးရတဲ့အဲ့ဒီခရမ်းရောင်လေးကဘက်ပန်နေရဲ့ဒီ plastic ဘေးပေါင်နေရဆိုရင် mesh fit နဲ့ဖြစ်တယ်ပေါ့နော်ဖုန်းကိုလှည့်ပြီးတော့နည်းနည်းလေးကြည့်လိုက်မယ်ဆိုရင်လည်းအရောင်လေးတွေပြေးနေတာမျိုးလည်းတွေ့ရတယ်ဒီဖုန်းကအလေးချိန်ကတော့209 gram လောက်ထိအလေးချိန်ရှိတယ်ဆိုတော့နည်းနည်းလေးလေးတယ်လို့ထင်ရပေမဲ့လို့ကန်ရတာလည်းတော်တော်လေးအဆင်ပြေပြီးတော့လက်ထဲမှာကြစ်လစ်လက်ရှိကျွန်တော်ကဒီဖုန်းကြီးတာမျိုးတွေမကြိုက်တတ်ဘူးဆိုပေမဲ့ဒီဖုန်းကတော့ကန်ရတာအဆင်ပြေမဆိုးလို့တော့မြင်တာပေါ့နော်solid ဖြစ်တဲ့အပိုင်းကတော့ Vivo ကတေချာလေး view site ပြီးတော့လုပ်ပေးထားတွေ့ရတယ် Y21D ရဲ့အကျန်းခံနိုင်အားကပြုတ်ကြတဲ့ခံနိုင်ဆိုရင် SGS ရဲ့ဒီကျဲ9ပွင့်အဆင့်လက်မှတ်ရထားတယ်ပေါ့နော် military grade နဲ့တိုင်းမယ်ဆိုရင်လည်း vibration ဒဏ်တွေထိခိုက်တဲ့ဒဏ်တွေကိုလည်းကောင်းကောင်းခံနိုင်ရှိတယ်အဲဒါကြောင့်မလို့မတော်ဆပြုတ်ကြတာမျိုးတွေဒါမှမဟုတ်အမြင့်ကနေပြီးတော့ချော်ထွက်ပြီးတော့ကြတာမျိုးတွေကိုတိတ်ပြီးတော့စိုးရိမ်နေစရာမလိုတော့ဘူးဒီဘက်ဒီ shade display မှန်ဆိုရင်လည်းအခြေရာတွေဖိအားဒဏ်တွေကိုခံနိုင်တဲ့မှန်ကိုထည့်ပေးကြတယ်အဲ့လိုမှမလုံခြုံသေးဘူးလို့ခံစားရသေးတယ်ဆိုရင်လည်းဒီဖုန်းဘူးထဲမှာထပ်ပြီးတော့ကာဝယ်လို့ရတဲ့ case အကြီးလေးတစ်ခုလည်းထည့်ပေးထားသေးတယ်နောက်တစ်ခုကဒီ Vivo Y21D က IP68 နဲ့69 rating ရထားတယ်ဆိုတော့ဖုန်းနဲ့ရေတံအောင်နေတယ်ကိုလည်းကောင်းကောင်းခံနိုင်တယ်ရေကူးကန်ထဲမှာဓာတ်ပုံရရင်သုံးမလားဒါမှမဟုတ်ရင်မွေးထဲမှာသုံးမလားဖုန်းကမတော်တဆရေထဲပြုတ်ကျသွားတာမျိုးတွေအတွက်ဆိုရင်လည်းဘာမှပူနေစရာမလိုတော့ဘူးသူ့ရဲ့ display ဘိုင်းကိုကြည့်မယ်ဆိုရင် 6.68 လက်မရှိတဲ့IPS LCD screen ကိုသုံးထားတယ်90Hz refresh rate ကိုမှ support ပေးထားတယ်ရုပ်ရှင်ကြည့်တာဗီဒီယိုကြည့်တာတွေမှာဆိုရင်အကြောင်းတွေကအရင်များနေတာမျိုးမဟုတ်ဘဲနဲ့ဒီ vibrant ဖြစ်တဲ့ပုံစံမျိုးရှိရပေါ့နော်အနည်းအောင်နေဆိုရင်လည်းဗီဒီယိုကြည့်ရတာအဆင်ပြေအောင်လို့တော်လေးအနက်အစစ်ထွက်အောင်လုပ်ပေးထားတယ်သူရဲ့ display လင်းကတော့1000နစ်အထိထုတ်ပေးနိုင်တယ်အရန်တောက်ပနေတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့အပြင်တွေပါတွေထွက်ပြီးတော့သုံးမယ်ဆိုရင်တော့နေအောင်အောက်မှာတော့မှာပဲ display ကိုသေးချာလေးမြင်ရမှာမဟုတ်လို့လုံလောက်တဲ့အလင်းထုတ်ပေးနိုင်တယ်လို့ပြောရမယ်ပြီးတော့ display ကိုကြည့်ရတာလည်းဘေးပေါက်နေတာနည်းနည်းလေးထူတယ်လို့ထင်ရပေမဲ့လို့အရင်အနှောက်အယှက်ဖြစ်တဲ့ပုံစံမျိုးတော့မဟုတ်ဘူးသူ့မှာပါတဲ့ speaker တွေရဲ့အတန်ကိုနားထောင်ကြည့်တာတော့တော်တော်လေးစွမ်းဆောင်ရင်ကောင်းတယ်အတန်ကို volume control နဲ့ဆိုရင်400%အထိတောင်တိုးလိုက်လို့ရတာဆိုတော့ TikTok ကြည့်တာပဲဖြစ်ဖြစ် Netflix ကြည့်တာပဲဖြစ်ဖြစ်နောက်ထပ် speaker တွေပါထပ်တက်နေစရာမလိုဘဲနဲ့အတန်ကိုအကျယ်ကြီးကြားတယ်ဒါပေမဲ့လို့အတန်ကိုအဆုံးအထိတင်လိုက်မယ်ဆိုရင်တော့ဒီ speaker ရဲ့အတန်နည်းနည်းလေးအတန်အကွဲတဲ့ပုံစံမျိုးတော့ဖြစ်သွားတယ်ပေါ့နော် Dual Stereo speaker ရဲ့အတန်ထွက်တွေကတော့ပုံမှန်သုံးတဲ့အခြေအနေမျိုးတွေမှာဆိုရင်တော့အတန်ကတော့ကြည်လင်ပါတယ် security ဘိုင်းအတွက်ဆိုရင်ဒီဖုန်းမှာ face unlock ရမယ်ဘေးဘက် power clock မှာပါတဲ့ fingerprint scanner နဲ့ fingerprint unlock သုံးလို့ရတယ်fingerprint စနစ်ကလည်းတော်တော်လေးမြန်ပြီးတော့ smooth ဖြစ်ပါတယ်ကင်မရာတွေကတော့ကင်မရာနှစ်ခုထည့်ထားတယ်လို့ထင်ရပေမဲ့တကယ်ကတော့ကင်မရာတစ်ခုပဲပါတာ50 megapixel main camera တစ်ခုနဲ့နောက်တစ်လုံးက auxiliary sensor တစ်ခုကိုကင်မရာဘန်ထဲမှာ LED flash နဲ့အတူထည့်ပေးထားတယ်ကင်မရာတွေကိုသုံးပြီးတော့ရိုက်ကြည့်တာတော့နေဘက်အလင်းအောင်ကောင်းတဲ့နေရာတွေမှာဓာတ်ပုံရရင်တော်တော်လေးအဆင်ပြေတယ်ပုံတွေကဒီဒီတွေကောင်းပြီးတော့အရင်ပြုပြင်ထားတဲ့ပုံမျိုးပေါက်မနေဘူးအယောင်နေဆိုရင်လည်းတောက်ပပရှိပြီးတော့1ဖြစ်တာထက်ကိုမှပဲခူးဖြစ်တဲ့ဘက်ကိုပို့သွားတယ်ပေါ့နော်အကယ်လို့အလင်းနေတဲ့နေရာမျိုးတွေမှာရိုက်ဖို့အတွက်ဆိုရင်တော့ဓာတ်ပုံကတော့ noise တွေပါတာမျိုးတွေတော့ဖြစ်တတ်တယ်ဆိုတော့ရိုက်မယ်ဆိုရင်တော့အလင်းအောင်အကူအညီတွေပို့ယူဖို့လိုလိမ့်မယ်ပေါ့နော်flash ကိုဖွင့်ပြီးတော့ရိုက်တာကတော့အလင်းရနေတဲ့အချိန်တွေမှာသုံးဖို့အတွက်အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲတခုရှိတာဒီဖုန်းမှာက telephoto နဲ့ micro camera တွေမပါလာဘူးဒါကတော့အားနည်းချက်တစ်ခုပေါ့လေ zone တွေပါတွေဆွဲရိုက်ချင်တယ်ဆိုရင်တော့ digital crop လောက်တာမျိုးဆိုတော့ပုံတွေကအရန်ကြည်လင်တာမျိုးတော့မဟုတ်ဘဲနဲ့အရန်ဟိုflat ဖြစ်သွားတဲ့ပုံစံမျိုးဖြစ်သွားတတ်တယ်ရှေ့ကင်မရာကတော့သူမှသုံးထားတာက50 megapixel ကင်မရာကိုဖန်ရှိုးပုံစံမျိုးနဲ့တွေ့ရတယ် selfie ရရင်တော့တိတ်ပြီးတော့မစိုးတဲ့ပုံတွေရတယ်ဆိုပေမဲ့လို့အရင်တော့ကောင်းနေတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ megapixel နဲ့တော့ပုံတွေကနည်းနည်းလေးမွဲ66ဖြစ်တာမျိုးတော့ကြုံရလိမ့်မယ်ဗီဒီယိုရိုက်မယ်ဆိုရင်အရှိရောနောက်ရောနှစ်ခုလုံးကတော့ 1080p 30 frame per second နဲ့ရိုက်လို့ရတယ်
gallery အထဲမှာပြန်ပြီးတော့ edit လုပ်ချင်တယ်ဆိုရင်လည်း AI နဲ့ပုံပြင်လို့ရတဲ့ tools တွေလည်းသုံးလို့ရတာကိုတွေ့ရတယ် performance ကတော့ Vivo Y21D က UniSoC D7225 chip ကိုထည့်ပြီးတာဒါအရင်စွမ်းဆောင်ရင်ကောင်းတဲ့ chip တစ်ခုတော့မဟုတ်ဘူးကျွန်တော်ရဲ့အတွေ့အကြုံရတော့တာမန်3နာရီအတွက်တော့ကောင်းကောင်းကင်တွင်နိုင်တယ်ကျွန်တော်စီရောက်နေတဲ့ unit က storage က4GB 128GB ပါတယ်ပေါ့နော်သုံးကြည့်တော့ app တွေတစ်ခုနဲ့တစ်ခုအပူပြောင်းသုံးလို့ရတာမျိုးတွေအဆင်ပြေတယ်ဆိုပေမဲ့လို့ game ဆော့မယ်ဆိုရင်တော့နည်းနည်းလေး lag ဖြစ်တာမျိုးတော့ရှိတယ် Mobile Legends ဆော့ကြည့်ရဆို ultra graphic နဲ့အဆင်ပြေဆော့လို့ရတယ်ဆိုမဲ့လို့ PUBG ဆော့ရင်တော့စိတ်ကြည်နေစရာတော့ရမှာမဟုတ်ဘူးဒီဖုန်းက Android 50ကိုအခြေခံထားတဲ့ Phantom OS 15နဲ့သုံးရမယ် UI ကတော့ clean ဖြစ်ပြီးတော့ရိုးရှင်းတယ်ဒါပေမဲ့လို့တခြား Vivo ဖုန်းတွေလိုမျိုးအရင်စိတ်ကြိုက်ပြင်လို့ရတာမျိုး customize လုပ်လို့ရတာမျိုးအပိုင်းမှာတော့နည်းနည်းလေးအကန့်အသတ်တော့ရှိလိမ့်မယ် bloatware တွေလိုမျိုးအပေါ် app တွေပါတယ်ဆိုပေမဲ့လို့ပြန်တော့ဖြတ်ပစ်လိုက်လို့ရတယ် AI ဘိုင်းဆိုရင်လည်း Google Gemini လိုမျိုးအသုံးဝင်တဲ့ AI feature တွေလည်းသုံးလို့ရအောင်မယ်နောက်ထူးခြားတာတစ်ခုကဖုန်းရဲ့အနောက်ဘက်မှာ LED flash လေးက battery 20%အောက်ရောက်သွားမယ်ဆိုရင်ဒီအောင်ပြောင်းပြီးတော့အသွင်းဖို့တတိပေးတဲ့ဒီ dynamic light ဆိုတာမျိုးလေးဖြစ်သွားတယ်ပေါ့နော်အဲဒီကလည်းနည်းနည်းတော့ design လေးပုံမှာပို့ပြီးတော့ထူးခြားသွားတာပေါ့နော်software update ကတော့သူက3နှစ်နဲ့ security update 3နှစ်အထိပေးသွားမယ်ဆိုပြီးတော့ Vivo ကတော့ပြောထားတယ်ဆိုတော့အခုကျွန်တော်တို့အရင် surprise ဖြစ်ရတဲ့ battery အကြောင်းပြောပြမယ်Y21D မှာက 6500 mAh battery ပါတယ်ဖုန်းကိုသုံးမယ်ဆို battery ကတကယ်ကိုကုန်နိုင်ခဲ့တယ်ကျွန်တော်သုံးကြည့်တာတော့ social media သုံးတာ video ကြည့်တာ game တွေပိုင်းနည်းနည်းပဆော့တာလောက်တာဆိုရင်တော့မှပဲ2ရက်လောက်အထိကို AC ခံတယ်အကယ်လို့အားသွင်းဖို့လိုမယ်ဆိုရင်လည်းသူက44 watt အားသွင်းကောင်းပါတာဆိုတော့ခဏလေးအားသွင်းရုံနဲ့အကြာကြီးပြန်သုံးလို့ရတယ် BC Max battery tax တွေနဲ့စိုင်းကြည့်တာဆိုရင်29နာရီနဲ့16မိနစ်အထိစံချိန်တင်နိုင်ခဲ့တယ်ဆိုတော့ဒါကတော်တော်လေးမိုက်တယ်လို့ပြောမယ် entry level ဖုန်းတစ်လုံးအတွက်ဆိုရင်တော့တကယ်ကိုအားသာချက်ပဲကိုရန်ချိတ်ဆက်တဲ့အပိုင်းမှာတော့သူက 4G LTE နဲ့လာမယ် Wi-Fi တို့ Bluetooth 5.2 တို့ NFC တို့ GPS တို့အကုန်ရတယ်အားလုံးလည်းသုံးကြည့်ရတဲ့ချောမွေ့အလုပ်လုပ်နိုင်တယ် Vivo Y21D ကိုအချုပ်ပြန်ပြီးတော့ပြောမယ်ဆိုရင်ကိုကဈေးသက်သာပြီးတော့ battery အကြာကြီးခံတဲ့ဖုန်း solid ဖြစ်တဲ့ဖုန်းလုံးရှာနေတယ်ဆိုရင် Vivo Y21D ကရွေးချယ်တင်တဲ့ဖုန်းတစ်လုံးပါပဲ display သုံးရတာဆိုရင်လည်းအဆင်ပြေပြီးတော့ daily use သုံးဖို့အတွက်ဆိုရင်အဆင်ပြေသုံးလို့ရတဲ့ performance မျိုးလည်းထည့်ပြီးသားတယ်ဈေးနှုန်းကတော့အခုရောင်းနေတာက 418 gift ကို9,49,800နဲ့ရောင်းနေတယ်ပေါ့နော်ဒီဈေးလေးကလည်းမစိုးဘူးလို့ထင်တယ်โอเคကျွန်တော်အခုပြောတဲ့ Y21D နဲ့ပတ်သက်တဲ့ဗီဒီယိုလေးကတော့အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်တခြားသိချင်တာတွေရှိတယ်ဆိုရင်လည်း comment မှာရေးခဲ့လို့ရတယ်နောက်ထပ်ဗီဒီယိုကြမှာထပ်တွေ့ကြမယ်